garo Kong la suwe La haye la lui chenga Sing the muya Nya yang se yang we Jo si na Tu busra La garo Kong la suwe La haye la lui chenga Sing the muya Nya yang se yang we Jo si na Tu busra Sao người người nắng nắng tuyệt vời bông xuân yêu nhục giáo chân trao tình xin số ya nút yo ya nụ xin nụ đi suy hoa điện yêu bên bên trên nắng tuyệt ya yêu xaကဲဆရာတို့ပြန်စလိုက်ကြရအောင်နော်ဆရာစီမှာရွှေကလင်နာမိသားစုအဖွဲ့ဝင်တို့ရပြီနော်မျိုးလို့နော်ဆရာစီမှာမိသားစုအဖွဲ့ဝင်တို့ရပါပြီနော်တပတ်တာမှာ1000ကျပ်ပါနော်တပတ်တာမှာ1000ကျပ်ပါနော်ဆရာရဲ့ပိုက်ပါဖုန်းကတော့399668399849ဖြစ်ပါတယ်နော်မန်မာဝင်သူတိုင်းငွေလွှဲပြေစာလေးတော့ဆရာကိုပေးဖို့ပေးရပဲပေါ့နော်ဆရာရဲ့ငွေလွှဲဖုန်းကတော့399668399849ဖြစ်ပါတယ်နော်ဆရာဒီ Whisman လေးတစ်ခုပဲသုံးပါတယ်နော်အကောက်ဖွင့်ပေးကြပါပတ်စဝေးခံစီရမလို့ပါနော်ရမှာကတော့3လုံးခွေကက်4လုံးခွေကက်မွေးကက်ပါတိကက်လို့ဖြစ်ပါတယ်နော်ဆရာကိုဘိုင်ဘာနေပြီးတော့ဆရာရဲ့မိသားစုအဖွဲ့ဝင်ချင်းလို့ပါဆိုပြီးတော့ပို့ပေးပါနော်ကဲဒါဆိုရင်ဆရာတို့တစ်ချက်ပြန်စလိုက်ရအောင်ကြာသာပတိတောက်ကြကဏ္ဍသမီးကန်ကြာတိုင်းကိုသူ့ရဲ့အောက်အပတ်မှာ3ရက်အတွင်းဘာများကြာမလဲခင်ဗျဘာများကြာမလဲခင်ဗျကြာသာပတိတောက်ကြမှာ3ရက်အတွင်းသူ့ရဲ့အောက်အပတ်မှာဘာများကြာပါမလဲခင်ဗျဘာများကြာပါမလဲခင်ဗျကဲကြောင်ဆရာတို့ပြန်စမယ်နော်ကြာသာပရိတောက်ကြမှာကနန်းသရီကန်ကြာတိုင်းသူ့ရဲ့အောက်အပတ်မှာ3ရက်အတွင်းဒီဆရာတို့ဒီမှာ9ခွန်26အပူးပါအခွေ9ခွန်26အပူးပါအခွေဟုတ်ပါသလားဟုတ်ပါသလားဆရာတွေပြောရင်ယုံရမှာလားမယုံရပါဘူးနော်ဆရာတို့ပြန်စမယ်နော်ခဏလေးနော်လို့ကဲဆရာတို့ပြန်စကြမှာနော်ကြာသာပရိတောက်ကြမှာကနန်းသရီကန်ကြာတိုင်းသူ့ရဲ့အောက်အပတ်မှာ3ရက်အတွင်း9ခွန်26အပူးပါအခွေဆိုတော့ဟုတ်ပါသလားဟုတ်ပါသလားဆ
ရာတွေပြောရင်ယုံရမှာလားဆရာတွေပြောရင်ယုံရမှာလားမယုံရဘူးမယုံရဘူးဒါဆိုရင်ကျွန်တော်တို့ဒီကလင်ဒါလေးနဲ့တစ်ချက်စစ်ကြည့်ရအောင်ပေါ့နော်နည်းနည်းလေးဝေးတယ်နော်ကဲဆရာတို့ပြန်စမယ်ဆရာတို့ဒီကြာတာပလေးတောက်ကြမှာကလန်3ကန်ကြာတိုင်းသူ့ရဲ့အောက်အပတ်မှာ3ရက်အတွင်း9ခွန်2ချောက်အပူပါအခွေဆိုတော့ကလန်3ကန်ဆိုတာဆရာတို့ဒီမှာ6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  3ကန်ဖြစ်ချင်းကြောင့်မနော်ကြာတာပလေးတောက်ကြမှာဒီမှာ6 3ကန်ဖြစ်ချင်းကြောင့်သူ့ရဲ့အောက်အပတ်မှာဆရာတို့ဒီ9ခွန်2ချောက်အပူပါအခွေဆိုတော့ဆရာတို့ဒီမှာဒီခွန်ဆိုပြီးတော့ကြာခဲ့တယ်နော်အဲဆိုရင်ကျွန်တော်အောက်ကိုလည်းဆက်ကြည့်ရအောင်ကြာသာပလေးတောက်ကြမှာကနန်း3ကန်ကြာတိုင်းကို9 3ကန်ကြာတိုင်းကိုသူ့ရဲ့အောက်အပတ်မှာ3ရက်အတွင်း9ခွန်2ချောက်အပူပါအခွေဆိုတော့ဆရာတို့ဒီမှာဒီ9ဆိုပြီးတော့ကြာတယ်ဒီမှာ9 6ဆိုပြီးတော့လည်းကြာတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီဘက်ကိုလည်းဆက်ကြည့်ရအောင်ကြာသာပလေးတောက်ကြမှာကနန်း3ကန်3ည3ကန်ကြာခြင်းကြောင့်သူ့ရဲ့အောက်အပတ်မှာ9ခွန်2ချောက်အပူပါအခွေဆိုတော့ဆရာတို့ဒီမှာ9 6ဆိုပြီးတော့လည်းကြာတယ်6 6ဆိုပြီးတော့လည်းကြာတယ်နော်ဟုတ်ပါသလားဟုတ်ပါသလားကြောက်တော့ဆိုရင်ဒီဘက်ကိုလည်းစက်ကြည့်ရအောင်ကြာတာပလေးတောက်ကြမှာကနန်း3ကန်ကြာခြင်းကြောင့်6ဒီ3ကန်ကြာခြင်းကြောင့်သူ့ရဲ့အောက်အပတ်မှာ9ခွန်2ချောက်အပူပါအခွေသည်ဆရာတို့ဒီမှာဒီ50ခွန်ဆိုပြီးတော့လည်းကြာတယ်ခွန်ဆိုပြီးတော့လည်းကြာတယ်25ဆိုပြီးတော့လည်းကြာတယ်ဟုတ်တယ်နော်ဒါဆိုရင်ဆရာတို့ဒီဘက်ကိုလည်းစက်ကြည့်ရအောင်ကြာတာပလေးတောက်ကြမှာကနန်း3ကန်နှစ်ဒီ3ကန်ကြာခြင်းကြောင့်သူ့ရဲ့အောက်အပတ်မှာ9ခွန်2ချောက်အပူပါအခွေဆိုတော့ဆရာတို့ဒီမှာဒီခွန်6ဆိုပြီးတော့လည်းကြာတယ်9ဆိုပြီးတော့လည်းကြာတယ်ဟုတ်ပါသလားဟုတ်ပါသလားဒါဆိုရင်ဆရာတို့ဒီဘက်ကိုလည်းစက်ကြည့်ရအောင်နော်ကြာတာပလေးတောက်ကြမှာခွန်ဒီ3ကန်ကြာခြင်းကြောင့်သူ့ရဲ့အောက်အပတ်မှာ9ခွန်2ချောက်အပူပါအခွေဆိုတော့ဆရာတို့ဒီမှာခွန်5ဆိုပြီးတော့လည်းကြာတယ်6နှစ်ဆိုပြီးတော့လည်းကြာတယ်ဟုတ်တယ်နော်ဒါဆိုရင်ဆရာတို့ဒီဘက်ကိုလည်းဆက်ကြည့်ရအောင်ကြာတာပလေးတောက်ကြမှာ3ဒီကနန်း3ကန်ကြာခြင်းကြောင့်သူ့ရဲ့အောက်အပတ်မှာ9ခွန်2ချောက်အပူပါအခွေဆိုတော့ဆရာတို့ဒီမှာ9ဆိုပြီးတော့ကြာခဲ့ပြီဟုတ်တယ်နော်ဒါဆိုရင်ဆရာတို့ဒီအောက်ကိုလည်းဆက်ကြည့်မယ်ကြာတာပလေးတောက်ကြမှာကနန်း3ကန်ကြာခြင်းကြောင့်ဆရာတို့ဒီsorry 3ကန်ကြာခြင်းကြောင့်သူ့ရဲ့အောက်အပတ်မှာ9ခွန်2ချောက်အပူပါအခွေဆိုတော့ဆရာတို့ဒီမှာ9 6ဆိုပြီးတော့ကြာတယ်6နှစ်ဆိုပြီးတော့ကြာတယ်ဟုတ်ပါလားဟုတ်ပါလားဒါဆိုရင်ကျောင်းဒီဘက်ကိုလည်းဆက်ကြည့်ရအောင်ကြာတာပလေးတောက်ကြမှာ6ဒီ4ဒီ3ကန်ကြာခြင်းကြောင့်သူ့ရဲ့အောက်အပတ်မှာ9ခွန်2ချောက်အပူပါအခွေဆိုတော့သူဒီဒီတပင်လေးပဲဖောင်းခဲ့တယ်ပေါ့ကိစ္စမရှိဘူးကိစ္စမရှိဘူးဆရာတို့ဒီမူလီကလင်ဒါစီကျော်အရာဒီဒီလိုတပင်ဖောင်းခြင်းဒီဒီအပတ်တွေမှာအားကောင်းမယ်ဒီဘက်တွေမှာအားကောင်းမယ်ဒါဆိုရင်ကျောင်းဒီဘက်ကိုဆက်ကြည့်မယ်3ညစီကနန်း3ကန်ကြာတာပလေးတောက်ကြမှာကြာခြင်းကြောင့်သူ့ရဲ့အောက်အပတ်မှာ3ရက်အတွင်း9ခွန်2ချောက်အပူပါအခွေဆိုတော့ဆရာတို့ဒီမှာဒီ50နှစ်ဆိုပြီးတော့ကြာခဲ့တယ်ပေါ့နော်သူဒီရက်ချင်းလေးနဲ့ကြော်ပြီးမှမနေ့မှကြာခဲ့တာပေါ့နော်ဒါဆိုရင်ဆရာတို့ဒီဘက်မှာလည်းဆက်ကြည့်မယ်ကြာတာပလေးတောက်ကြမှာ9ဒီကနန်း3ကန်ကြာခြင်းကြောင့်သူ့ရဲ့အောက်အပတ်မှာ9ခွန်2ချောက်အပူပါအခွေဆိုတော့ဆရာတို့ဒီမှာဒီ3ရက်အတွင်းမှာ85ဆိုပြီးတော့ကြာတယ်60နှစ်ဆိုပြီးတော့ကြာတယ်ကဲဒါဆိုရင်ဆရာတို့ဒီမှာလည်းပဲတစ်ဒီကနန်း3ကန်ကြာတာပလေးတောက်ကြမှာကနန်း3ကန်ကြာခြင်းကြောင့်ဆရာတို့ဒီမှာဘာအခွေထိုးရမှာလဲဗုဒ္ဓဟူးမကျော်ဘာအခွေထိုးရမှာလဲဟုတ်နော်ကြာတာပလေးတောက်ကြမှာတစ်3ကန်ကြာခြင်းကြောင့်ဆရာတို့ဒီမှာ9ခွန်2ချောက်အပူပါအခွေဒီဗုဒ္ဓဟူးမကျော်ထိုးရမှာဟုတ်တယ်နော်ဆရာပြခဲ့တာဆရာဒီကလင်ဒါတပင်လုံးကိုစစ်ပြီးသားဟုတ်လားကလင်ဒါတပင်လုံးကိုစစ်ပြီးသားသူ့ရဲ့မှန်ကန်မှုဒီမှာတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်ဒီပင်လေးပဲဖောင်းတယ်
9ပင်10ပင်17ပင်12ပင်ဆရာတို့73ပင်မြောက်9ခွန်း2ချောက်အပူးပါကွေကျင်းနေကြဟုတ်လားဆရာပြန်ပြမယ်နော်ကလန်တရိကန်ကြာခြင်းကြောင့်သူ့ရဲ့အောက်အပတ်မှာ9ခွန်း2ချောက်အပူးပါအခွေခွန်ထွက်တယ်ကလန်တရိကန်ကြာခြင်းကြောင့်9ခွန်း2ချောက်အပူးပါအခွေ9ထွက်တယ်ကနန်းတရိကန်ကြာခြင်းကြောင့်9ခွန်း2ချောက်အပူးပါအခွေ9 6ထွက်တယ်ကနန်းတရိကန်ကြာခြင်းကြောင့်9ခွန်း2ချောက်အပူးပါအခွေ9ခွန်းထွက်တယ်ကနန်းတရိကန်ကြာခြင်းကြောင့်9ခွန်း2ချောက်အပူးပါအခွေ9ထွက်တယ်ကနန်းတရိကန်ကြာခြင်းကြောင့်9ခွန်း2ချောက်အပူးပါအခွေခွန်9ထွက်တယ်ကနန်းတရိကန်ကြာခြင်းကြောင့်9ခွန်း2ချောက်အပူးပါအခွေဒီတပင်ပဲ6နှစ်ထွက်တယ်9ခွန်း2ချောက်အပူးပါအခွေသည်9ခွန်း2ချောက်အပူးပါအခွေသည်ဒီတပင်ပဲဖောင်းလာနော်9ခွန်း2ချောက်အပူးပါအခွေသည်9ထွက်တယ်9ခွန်း2ချောက်ကနန်းတရိကန်ကြာခြင်းကြောင့်9ခွန်း2ချောက်အပူးပါအခွေသည်9နှစ်ထွက်တယ်ကနန်းတရိကန်ကြာခြင်းကြောင့်9ခွန်း2ချောက်အပူးပါအခွေသည်ခွန်9ထွက်တယ်ကနန်းတရိကန်ကြာခြင်းကြောင့်9ခွန်း2ချောက်အပူးပါအခွေသည်ဆရာတို့ဒီမှာထိုးရမှာကျင်းတွေထိုးရမှာဟူးမကြော်ဘူးဘိုးဟူးမကြော်ဘူးနော်ဘိုးဟူးမကြော်ဘူးနော်မျိုးတို့နော်ဒါကတော့ရှားစီမှာမိသားစုအဖွဲ့ဝင်တွေဆိုရင်ရပြီနော်မိသားစုအဖွဲ့ဝင်လို့ရပြီနော်တပတ်စာမှာ1000ကျပ်ပါရှားရဲ့ပိုက်ပါဖုန်းကတော့အမျိုးတို့တည့်ရတဲ့အတိုင်းပဲ399668 399 849ပေါ့နော်ငွေလွှဲဖုန်းကတော့ဆရာကြီး399668 399 849ပဲရမှန်ကတော့3လုံးခွေ4လုံးခွေငွေကပတ်တိကလို့ဖြစ်ပါတယ်နော်မမေ့နဲ့တော့အမေတို့မမေ့နဲ့ဆရာသည်ကြာသာပရိတောက်ကြမှာကနန်းတရိကန်ကြာခြင်းကြောင့်9ခွန်း2ချောက်အပူးပါခွေဆရာသည်ရှယ်ပြင်းအနေနဲ့50ခွန်းနဲ့52နဲ့ကိုဆရာရွေးချယ်ပေးတယ်ရှယ်ပြင်းအနေသည်50ခွန်းနဲ့52ကိုဆရာသည်ရွေးချယ်ပေးတယ်ကဲဒီဟာလေးပဲထိုးတစ်ချိန်စာပေါက်သီးပါမယ်သူသည်ဟူးမကြော်ဘူးเนาะအနိုင်ဆုံးဆရာကြီးခံမှန်းတယ်သူသည်2ပွဲလောက်ကြာဖို့များတယ်ပေါ့နော်သူသည်2ပွဲလောက်အကြာများတယ်ဒါပေမဲ့ဆရာတို့ဒီတစ်ချိန်စာပေါက်သေးယူမယ်ကတရားလေးကိုအမျိုးတို့ screen shot လေးရိုက်ပြီးတော့ယူထားကြနော်ဒါမှသွားပြီးအပ်ထားလိုက်ဒါမှအပ်ပြီးတော့ကိုလုံးစီရရှိတဲ့အလုပ်ကိုလုပ်အချိန်နဲ့ကြရင်ဆရာတို့တိုင်းမှာငွေထုတ်မယ်ဟုတ်ပြီလားချိန်ကြရင်ဆရာတို့တိုင်းမှာငွေထုတ်မယ်ဒီအခွေလေးကို9ခွန်း2ချောက်အပူးပါအခွေလေးကိုအမျိုးတို့ဒီတိုင်းမှာသွားပြီးတော့အပ်ထားလိုက်ပါနော်ကဲဆရာရဲ့ channel ကိုလည်းညိုဒီခေါင်းလောင်းလေးတွေလက်မလေးတွေရှယ်မူရှယ်အားလေးတွေလည်းလှုပ်ခဲ့ကြအောင်နော်ဘာဖြစ်လို့လဲဆိုတော့ဆရာရဲ့ channel ကိုအမြဲတမ်းမြင်တွေ့နေရအောင်လို့ညိုဒီခေါင်းလောင်းလေးတွေနှိပ်ခဲ့ကြပါနော်ဒါမှလည်းဆရာရတဲ့မြformula တွေမူတွေ calendar စီးကြောအရာတွေကိုဆရာဒီတင်ပေးတိုင်းမှာအမျိုးတို့ဒီတွေ့ရမှာဖြစ်ပါတယ်ဆရာစီမှာမိသားစုအဖွဲ့ဝင်တွေလည်းရပြီနော်ကဲဒါလေးကို screen shot လေးရိုက်ပြီးခါရနော်ကဲဒါဆိုရင်ဆရာတို့အမြဲယတိကြီးဥခံဤဒနာတိတ်ထိကာလများကိုဆရာတို့ဒီရွတ်ဖတ်ရအောင်နော်အရဟံဗဟိအနာဇယံတုကတံအာမိတံဝိယာဇံလာလိတံအတုလံစရဏံတိဘဟွန်ဘတမံယမကံဒုက္ခတံတရဏံပနာမာမိစိလံဤကာလလေးကိုအမျိုးတို့ဒီထုံးနေအောင်ရွတ်မယ်ဆိုရင်လူသားတစ်ယောက်မှရှိရဲ့လက်ပတ်တွေကိုပွင့်လန်းစေတယ်ငွေဝင်လန်းရွှေဝင်လန်းတွေမှာအပိတ်အဆုပ်အဟန့်အတားမရှိပဲရေလိုစီးဝင်စေတယ်စီးဝါတက်ပါတယ်ကံမြင့်ပါတယ်နော်ဗမ်းမောဆရာတော်ကြီးမိန့်ကြားခဲ့တယ်လို့ပဲအထာကနာယူထဲမှာတော့မတွေ့မမြင်ရဘူးဒါပေမဲ့စွန့်ရင်ပြီးတာပဲမလား
ကဲဆရာရဲ့ channel ကိုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုဆရာတဲ့ဖုန်းကြည့်တဲ့သူတွေဖြစ်ကြပါစေနော်10ပါးသောတိတ်ရှိကြီးတွေလည်းပြည့်ဝကြပါစေကဲဒါလေးကိုတိုင်မှာထိုးထားရတော့နော်မမေ့နဲ့နော်ကဲအားလုံးပဲဘိုင်ဘိုင်